ပါပါရန်ကုန်ဖက်ဒရယ်မြစ်လို့တော့ကပို့ကြတာပေါ့နော်ပို့ရဲဆိုတာကျွန်တော်တို့ကဒီကျမ်းပဲအုပ်စုကရွေးကောက်ပွဲလုပ်တဲ့အခါမှာဒီရွေးကောက်ပွဲကကျွန်တော်တို့တရားဝင်ပေါ့ကျွန်တော်မှတရားဝင်တော်တွေfunction ဖြစ်ပြီးတော့လှုပ်ရှားပြီးတော့ဆောင်ရွက်နေလွတ်တော်လုပ်ငန်းတွေဆောင်ရွက်နေဆိုအရင်လဲဆောင်ရွက်နေတာဖြစ်ပါဒါပေမဲ့ဒါနိုင်ငံရေးလှုပ်ရှားမှုတစ်ခုအနေနဲ့ကျွန်တော်တို့ကလွတ်တော်အဲ့မှာခေါ်ယူခဲ့ပြီးတော့ကျွန်တော်တို့ကဒီနိုင်ငံရေးကျင်းသားများလွတ်မြောက်ရေးကိုနိုင်ငံတကာကအကူအညီပေးဖို့ဆိုပြီးတော့ကျွန်တော်တို့ကဟိုမှာကျွန်တော်တို့ဆိုတစ်ခုတင်သွင်းခဲ့ရရှိတယ်ဆိုတစ်တင်ခဲ့ခဲ့အဲ့ဆိုကိုကျွန်တော်တို့ကကျွန်တော်လွတ်တော်ကိုယ်တော်များနဲ့အစည်းအဝေးမှာဒီဆိုကိုအစိုးတိုင်းမဲ့ထားမလားဘလို့ဆက်လက်ဆောင်ရွက်နေလဲဆိုတော့ဒီဟာကိုနိုင်ငံတကာကောင်းဆောင်များနိုင်ငံတကာဖွဲ့စည်းများကျွန်တော်တို့ပါပေါ့နော်ဒီပြောကြတော့ဒီဒေတာရင်းဆိုင်ရာဖွဲ့စည်းများပေါ့နော်တန်ယုံများပေါ့စသည်ဖြင့်ဒီလိုကိုယ့်ရေကောင်းမယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါနဲ့ကျွန်တော်တို့ဒီတော့မှာကျွန်တော်တင်သွင်းခဲ့တဲ့အဆိုကိုကျွန်တော်ကအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့ကျွန်တော်တို့ပို့ခဲ့ပါလို့ပို့ခဲ့ပါအဲကြတော့ဒီဥစားကျွန်တော်တို့ပို့လိုက်တဲ့အပေါ်မှာဟိုဒီနိုင်ငံတကာခေါင်းဆောင်များကျွန်တော်တို့စီကိုကျေးဇူးတင်ကြအောင်ခုလိုရဆိုတော့အချိန်ပေးပြီးတော့ကျွန်တော်ချက်လက်များပေးပို့ရတဲ့အတွက်သူတို့အနေနဲ့ဒါမှတ်တမ်းတင်ထားရှိပြီးတော့ကျွန်တော်တို့ဥစားကျွန်တော်တို့ဒီကိုပေါ့လေဒီသားကျေးဇူးတင်ကြအောင်ဆိုစာလောက်ပြန်ညတာတော့များပါတယ်ဒါကတော့ formally ပေါ့နော်ဒီလိုဟိုထုံးစံတိုင်းပြန်တယ်ဒါပေမဲ့အဲ့လိုကျွန်တော်တို့ပို့လိုက်တဲ့စာကိုအလေးကြီးပြုရဆိုတဲ့သဘောတော့ရှိတာပေါ့ဒီထဲမှာကျွန်တော်တို့ပို့လိုက်တဲ့ထဲမှာဒီအာဆီယံဥက္ကဋ္ဌရဲ့ကျွန်တော်တို့ဟိုအထူးကိုယ်စားပေါ့နော်အထူးကိုယ်စားလည်းရုံးလည်းကျွန်တော်တို့ပို့ခဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားပြန်စာတစ်စောင်ရရှိရဲဒီပြန်စာမှာတော့ကျွန်တော်တို့တာမန်ပြန်တာပို့ပဲနေကျွန်တော်တို့ရဲ့ဒီဆောင်ရွက်ချက်များကျွန်တော်တို့တောင်းဆိုချက်တွေပုံမှာသူတို့ဘက်ကလည်းဘာရီထိုင်းဆောင်ရွက်ထားရှိပြီဖြစ်ပါတယ်သူတို့သဘောထားဘာဖြစ်ပါလဲဆိုတော့ကျွန်တော်တို့ဟိုလေးနဲ့စပြန်လာတော့တွေ့ရတယ်ပေါ့နော်စပြန်လာတွေ့ရတဲ့အခါကျတော့ဟိုဒီဟာကိုကျွန်တော်တို့ကဟိုကျွန်တော်တို့ဒါကိုဟိုဒီ public ကိုထုတ်တယ်မထုတ်တယ်ဆိုတော့တော်တော်ကြီးစဉ်းစားခဲ့တဲ့အတွက်ကျွန်တော်တို့ကသာလာနှစ်ပတ်လောက်ကြာသွားတယ်နှစ်ပတ်လောက်ကြာတော့ဘာဖြစ်လို့လဲဆိုတော့အာဆီယံအနေနဲ့ကဒီဟိုပြဿနာကဟိုဒီကျွန်တော်တို့တော်လိုင်းရင်းနဲ့စစ်အုပ်စုကြားထဲမှာအာဆီယံရဲ့ပြဿနာကသူကပြည်ရင်းဝင်မဆွဲအောင်ဆိုရယ်မူနဲ့ညှိနေတဲ့အတွက်ဟိုကျွန်တော်တို့နဲ့ဆက်ဆံတဲ့အခါမှာသူကဟိုတအားဟိုအိုးတော်တောင်းတဲ့လူသိရှင်ညာတိတ်ဖြစ်တာမျိုးသိပြီးတော့မကြိုက်တော့ဘူးအာဆီယံတိုင်းဝင်အဲ့တော့ကျွန်တော်တို့ကလည်းသူတို့လိုအပ်ကြရမခက်အောင်လို့ကျွန်တော်တို့ကလည်းတစ်ဖက်မှာလည်းပြည်သူများရဲ့ဟိုစိတ်အားတက်ကြွမှုနဲ့ချိန်နေမှသိစေတာတစ်ဖက်ရှိတယ်ကျွန်တော်တို့မှာတော့တစ်ဖက်မှာကျတော့ကျွန်တော်တို့ရဲ့ဟိုကျွန်တော်တို့ဘက်ကရက်တည်တဲ့အဖွဲ့အစည်းမှာလည်းခက်ခဲမဖြစ်ဘူးလေလူတွေပေါ့နိဒါဘူးကျွန်တော်ကနှစ်ပတ်လောက်စဉ်းစားခဲ့ပေမဲ့ဒီတော့တင်မှာစပိုင်းသမရပေါ့နော်လက်ရှိအာဆီယံဥက္ကဋ္ဌကပုံမှန်လည်းမယ်ဆိုတော့လေးပြောဆိုတာကတွေ့ရတယ်ပေါ့နော်ဒီဟိုပါဘူးဒီဒေါန်ဆန်းစုကြည်ကခေါင်းဆောင်တယောက်ဖြစ်ပြီးတော့သူကခေါင်းဆောင်နဲ့လျော်ညီတဲ့လူရှားဆောင်မှုအဆင့်တန်းနေသူရရှိရမယ်ဆိုတော့ဒီပြောလာပြီးတဲ့အခါကျတော့လက်ရှိဒီအာဆီယံဥက္ကဋ္ဌဒီရဲ့ထူးကိုယ်စားလှယ်ကဒေါန်ဆန်းစုကြည်ကိုတွေ့ခင်တောင်းထားရလဲတရားဝင်ဖြစ်တယ်ပေါ့နော်အဲ့ကကျွန်တော်တို့ပြန်ထားတဲ့စာကိုကြည့်လိုက်တဲ့အခါမှာဘာမှဟိုထူးခြားလျှို့ဝှက်ထားတဲ့ကိစ္စမပါဘဲနဲ့အလုံးကများပြည်သူသိပြီးသားပေါ့နော်များပြည်သူဖြစ်တဲ့အတွက်ဒီများပြည်သူသိပြီးသားစာချက်လက်တွေကိုဘာသာပြန်တာစာပြန်တာဖြစ်တော်လဲပေါ့ကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်ကိုဒီလိုဆောင်ရွက်ထားတယ်လို့ရေးယူပြန်ကြားခြင်းဟာဟိုကျွန်တော်တို့ရဲ့ဘာပဲဖြစ်ဖြစ်ဟိုစစ်ကြမ်းဖက်လွတ်တော်ရဲ့စလို့ရှိရင်ကျွန်တော်တို့လွတ်တော်များကိုအတိမတ်ပြုရဆိုသဘောဆောင်တဲ့အတွက်နိုင်ငံရေးရတာကျွန်တော်တို့အကျိုးမြတ်ရှိလို့ယူဆတယ်ကျွန်တော်တို့ကဒီဘက်မှာတော်လိုင်းရေးကာလမှာဟိုရုံးဖွဲ့ရှိပါမရှိတော်ခဲဆောင်ရထားချက်ကအကျိုးရှိသွားတယ်လို့ယူဆရပါလိမ့်ဒီဟာကိုလည်းပြည်သူများကိုသိပေးလိုက်လို့ရှိရင်ပြည်သူများလည်းဗာဆရာတက်ကြွပြီးတော့ကျွန်တော်တို့ရဲ့အခြေအနေမှာသိရှိနိုင်မယ်ပြီးတော့အာဆီယံနိုင်ငံများအနေနဲ့လည်းစိတ်နှောက်ယှက်ဖြစ်စရာမရှိဘူးလို့ကျွန်တော်ယုံကြည်ပြီးတော့ဒီဟာနှစ်ပတ်ကြာမှာကျွန်တော်တို့ရဲ့ဟိုဥသာပေါ့ကျွန်တော်တို့ဒီသမရကိုပါကျေးဇူးတင်အောင်စားဆောင်ပြလိုက်ပြီးတော့ဒီစာကိုကျွန်တော်တို့ကအများပြည်သူအသိပေးလိုက်တာဖြစ်ပါတယ်အဲကြတော့ဒီဥစားကျွန်တော်တို့ပို့လိုက်တဲ့အပေါ်မှာဟိုဒီနိုင်ငံတကာခေါင်းဆောင်များကျွန်တော်တို့စီကိုကျေးဇူးတင်ကြအောင်ခုလိုရဆိုတော့အချိန်ပေးပြီးတော့ကျွန်တော်ချက်လက်များပေးပို့ရတဲ့အတွက်သူတို့အနေနဲ့ဒါမှတ်တမ်းတင်ထားရှိပြီးတော့ကျွန်တော်တို့ဥစားကျွန်တော်တို့ဒီကိုပေါ့လေဒီသားကျေးဇူးတင်ကြအောင်ဆိုစာလောက်ပြန်ညတာတော့များပါတယ်ဒါကတော့ formally ပေါ့နော်ဒီလိုဟ
ထုံးစံတိုင်းပြန်လာဒါပေမဲ့အဲ့လိုကျွန်တော်တို့ပို့လိုက်တဲ့စာကိုလေးကြီးပြုရဆိုတဲ့သဘောတော့ရှိတာပေါ့ဒီထဲမှာကျွန်တော်တို့ပို့လိုက်တဲ့ထဲမှာဒီအာဆီယံဥက္ကဋ္ဌရဲ့ကျွန်တော်တို့အထူးကိုယ်စားပေါ့နော်အထူးကိုယ်စားလည်းရုံးလည်းကျွန်တော်တို့ပို့ခဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားပြန်စာတစ်စောင်ရရှိရဲဒီပြန်စာမှာတော့ကျွန်တော်တို့သမ္မှန်ပြန်တာပို့ပဲねကျွန်တော်တို့ရဲ့ဒီဆောင်ရွက်ချက်များကျွန်တော်တို့တောင်းဆိုချက်တွေပုံမှာသူတို့ဘက်ကလည်းဘာရီထိုင်းဆောင်ရွက်ထားရှိပြီဖြစ်ပါတယ်သူတို့သဘောထားဘာဖြစ်ပါလဲဆိုတော့ကျွန်တော်တို့ကိုလေးနဲ့စပြန်လာတော့တွေ့ရတယ်ပေါ့နော်စပြန်လာတွေ့ရတဲ့အခါကျတော့ဒီဟာကိုကျွန်တော်တို့ကကျွန်တော်တို့ဒါကိုဒီ public ကိုထုတ်တယ်မထုတ်တယ်ဆိုတော့တော်တော်ကြီးစဉ်းစားကြတဲ့အတွက်ကျွန်တော်တို့ကဒါလာနှစ်ပတ်လောက်ကြာသွားတယ်နှစ်ပတ်လောက်ကြာသွားဘာဖြစ်လို့လဲဆိုတော့အာဆီယံအနေနဲ့ကဒီပြဿနာကဒီကျွန်တော်တို့တော်လိုင်းရင်းနဲ့စစ်အုပ်စုကြားထဲမှာအာဆီယံရဲ့ပြဿနာကသူကပြည်ရင်းဝင်မဆွဲအောင်ဆိုမူနဲ့ညှိနေတဲ့အတွက်ကျွန်တော်တို့နဲ့ဆက်ဆံတဲ့အခါမှာသူကတအားအော်တောင်းတဲ့လူသိရှင်ညာသိဖြစ်တာမျိုးသိပြီးတော့မကြိုက်တော့ဘူးအာဆီယံတိုင်းဝင်အဲ့တော့ကျွန်တော်တို့ကလည်းသူတို့လိုအပ်ကန်ရမခက်အောင်လို့ကျွန်တော်တို့ကလည်းတစ်ဖက်မှာလည်းပြည်သူများရဲ့စိတ်အားတက်ကြွမှုနဲ့ချင်းနေမှသိစေနာတစ်ဖက်ရှိတယ်ကျွန်တော်တို့မှာတော့တစ်ဖက်မှာကျတော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ဘက်ကရက်တည်တဲ့အဖွဲ့အစည်းမှာလည်းခက်ခဲမဖြစ်ဖို့လည်းလိုတယ်ပေါ့နိဒါဖို့ကျွန်တော်ကနှစ်ပတ်လောက်စဉ်းစားခဲ့ပဲမယ်ဒီတော့တင်မှာဖိပိုင်းသမရပေါ့နော်လက်ရှိအာဆီယံဥက္ကဋ္ဌကပုံမှန်လည်းပဲတော်တော်လေးပြောဆိုလာတာတွေ့ရတယ်ပေါ့နော်ဒီဒေါန်ဆန်းစုကြည်ကခေါင်းဆောင်ကြောက်ဖြစ်ပြီးတော့သူခေါင်းဆောင်နဲ့လျော်ညီတဲ့လူရှားဆောင်မှုအဆင့်တန်းတွေသူရရှိရမယ်ဆိုတော့ဒီပြောလာပြီးတဲ့အခါကျတော့လက်ရှိဒီအာဆီယံဥက္ကဋ္ဌဒီရဲ့ထူးကိုယ်စားလှယ်ကဒေါန်ဆန်းစုကြည်ကိုတွေ့ရင်တောင်းထားရလဲတရားဝင်ဖြစ်တယ်ပေါ့နော်အဲ့ကကျွန်တော်တို့ပြန်ထားတဲ့စာကိုကြည့်လိုက်တဲ့အခါမှာဘာမှထူးခြားခြားလျှို့ဝှက်ထားတဲ့ကိစ္စမပါဘဲနဲ့အလုံးကများပြည်သူသိပြီးသားပေါ့နော်များပြည်သူသိပြီးသားဖြစ်တဲ့အတွက်ဒီများပြည်သူသိပြီးသားစာချက်လက်တွေကိုဘာသာပြန်တာစာပြန်တာဖြစ်တော်လဲပေါ့ကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်ကိုဒီလိုဆောင်ရွက်ထားတယ်လို့ရေးယူပြန်ကြားခြင်းဟာကျွန်တော်တို့ရဲ့ဘာပဲဖြစ်ဖြစ်စစ်ကြမ်းဖက်လွတ်တော်ရဲ့စလို့ရှိရင်ကျွန်တော်တို့လွတ်တော်များကိုအတိမတ်ပြုရဆိုသဘောဆောင်တဲ့အတွက်နိုင်ငံရေးရတာကျွန်တော်တို့အကျိုးမြတ်ရှိလို့ယူဆတယ်ကျွန်တော်တို့ကဒီဘက်မှာတော်လိုင်းရေးကာလမှာရုံးဖွဲ့ရှိပါမရှိတော်ခဲဆောင်ရထားချက်ကအကျိုးရှိသွားတယ်လို့ယူဆရပါလိမ့်ဒီဟာကိုလည်းပြည်သူများကိုသိပေးလိုက်လို့ရှိရင်ပြည်သူများလည်းစိတ်အားတက်ကြွပြီးတော့ကျွန်တော်တို့ရဲ့အခြေအနေမှာသိရှိနိုင်မယ်ပြီးတော့အာဆီယံနိုင်ငံများအနေနဲ့လည်းစိတ်နှောက်ယှက်ဖြစ်စရာမရှိဘူးလို့ကျွန်တော်ယုံကြည်ပြီးတော့ဒီရောက်နှစ်ပတ်ကြာမှာကျွန်တော်တို့ရဲ့ကျွန်တော်တို့ဒီသမရကိုပါကျေးဇူးတင်အောင်စားဆောင်ပြန်လိုက်ပြီးတော့ဒီစာကိုကျွန်တော်တို့ကအများပြည်သူကိုတည်ပေးလိုက်တာဖြစ်ပါတယ်